Hello ဒေါက်တာဝင်းပါ BLW ကျွေးတာနဲ့ပတ်သက်ပြီးတော့အမေးများတဲ့မေးခွန်းလေးတွေကိုတခါလဲစုစည်းပေးပေးမယ်နော် BLW ကအားလုံးသိကြတဲ့အတိုင်းပဲ baby လက်ဝင်နေကလေးကိုပြည့်စုံစာကျွေးတဲ့အချိန်မှာဖိုလေးကိုကိုယ်ကကင်စားစေတဲ့နည်းနဲ့ကျွေးကြတာပေါ့နော်BLW ကျွေးမယ်ဆိုရင်ကလေးကအသက်6လပြည့်ပြီဖြစ်ရမယ်ထိုင်တဲ့အချိန်မှာအကူအညီမပါပဲသို့မဟုတ်အကူအညီနိုင်ငံအမိငယ်နဲ့အကြာကြီးထိုင်နိုင်ရမှာပေါ့နော်ကလေးကိုထမင်းစားကုန်နဲ့ထည့်လိုက်တဲ့အချိန်မှာကလေးကခုံထဲမှာအရှိကိုငှက်ကျသွားတာလို့အနောက်ကိုလန်ကျသွားတာလို့မဖြစ်ရဘူးပေါ့နော်ပြီးတော့အစားအသောက်ပေါ်မှာစိတ်ဝင်စားမှုရှိရမယ်ပြီးတော့ time trust reflex ကိုခေါ်တယ်ပေါ့နော်မေမေရဲ့လက်ကိုသူ့ရဲ့ပါးစပ်ထဲမှာထည့်ပြီးတွန်းထုတ်တာပေါ့နော်အဲ့ဒါပျောက်သွားရင်စလို့ရပြီပြီးတော့အစားအသောက်တွေပစ္စည်းတစ်ခုကိုပါးစပ်ထဲထည့်တက်နေပြီဆိုရင်လည်းစလို့ရပြီပေါ့နော်ဒီအချက်လေးတွေအကုန်လုံးစုံမှစလို့ရပါမယ်ဒီလိုကျမတို့ကကလေးကိုပေးရတဲ့ပြုနည်းနဲ့ကျွေးမှဆိုရင်သူရဲ့အစားအသောက်လိုက်ပေါ့နော်ပုံစံမျိုးမျိုးလိုက်အစားအသောက်မျိုးအစားလိုက်ကျမတို့ကတေချာပြင်ဆင်ပြီးတော့ကျွေးရတယ်ပေါ့နော်တချို့တွေကိုတချို့အသီးနှံတွေကအစိမ်းကျွေးလို့ရပေမဲ့တချို့ဒါတေချာပေါင်းပြောကင်တာဖြစ်ပေါ့နော်ချက်တာဖြစ်လုပ်ပြီးမှကျွေးရတာလည်းရှိပါတယ်ဒီလိုကျမတင်ထားတဲ့လေးတွေပေါ့နော်ဒီပုံစံကြတော့လေးနည်းနည်းကြီးအလုံးကြီးတွေဖြစ်နေကြတာပေါ့နော်တော်တော်များများကြမနေဘူးလားပေါ့နော်ဒီလိုမျိုးကျွေးလို့ရရလားပေါ့နော်သူ့ကိုကျွေးတာတွေကလေမမတွေမဟုတ်ဘောเนาะဒီလိုလည်းနှစ်ဖက်နှစ်ခုနဲ့လက်မနဲ့လက်ညှိုးချဖိလိုက်လို့ပျော့သွားတဲ့အနေထားမှာကျွေးတာပေါ့เนาะပြီးတော့အမြေမှာကြည့်ရင်လေဒီဟာအတုံးကြီးကမနေဘူးလားစိတ်ပူကြတာပေါ့เนาะဟုတ်ပါတကယ်တော့လေဒီလိုနင်တာတက်ရှူလမ်းကြောင်းပေါ့เนาะလေပြိုထဲမှာတက်တာတွေချုပ်ကင်ဖြစ်တာတွေကလေကြီးတာတွေကလေသေးတာထက်ချုပ်ကင်ဖြစ်နိုင်ခြင်းနည်းတယ်ပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့လေကြီးရဲ့အစားအစာတွေကလေသူ့ပါးစပ်ထဲမှာဆိုရင်ပေါ့နော်။ပါးစပ်ထဲဝင်သွားပြီဆိုရင်သူ့ရဲ့ကလေးရဲ့အာရုံခံစနစ်တွေကတည်တယ်ပြီးတော့အုံနောက်ကိုအစာရှိနေပြီဆိုပြီး message ရောက်တယ်ပေါ့နော်ပြီးတော့အုံနောက်ကထပ်ပြီးတော့ဝါးစားခိုင်းနေမြူချခိုင်းနေဒါတွေလောက်ခိုင်းနေပေါ့နော်နည်းနည်းသေးတဲ့အစားအစာတွေကြတော့လေစစချင်းမှာဆိုသူတို့ရဲ့အာရုံခံစနစ်တွေကလည်းကောင်းကောင်းမဖွံ့ဖြိုးသေးတဲ့အတွက်လေလွတ်သွားနိုင်တယ်ပေါ့နော်အုံနောက်ကမသိဘဲနဲ့လွတ်သွားပြီးတော့ဝါးစားဖို့လည်းမသိတဲ့အချိန်မှာအစာအနောက်ရောက်သွားပြီးတော့လေပြုံနဲ့ရောက်သွားနိုင်တယ်ပေါ့နော်ပြီးတော့နောက်တစ်ခါကလေးကကြီးဝါးစားလိုက်တယ်ပေါ့နော်ကြီးကြိုက်စားလိုက်ရင်ဘယ်လိုလုပ်မလဲပေါ့နော်မမေဘက်ကကြည့်ရင်တော့လေကြီးကြိုက်စားရစိတ်ပူတယ်ပေါ့နော်ဟဲကြီးဝင်သွားဘယ်လိုလုပ်မလဲပေါ့လေပြင်းထဲမှာတင်နေမလားပေါ့နော်မြူချလို့တော့အဆင်ပြေရလားပေါ့နော်ဒီလိုကြီးသူကြိုက်စားလိုက်ပြီဆိုရင်လည်းသူဒါကလည်းသူ့အတွက်လှိလာရမယ်ဘာမျိုးပေါ့နော်စကြွေးချင်းကြတော့မေမေဆိုတော့စိတ်ပူမှာပဲနော်ကြီးသူကြိုက်လိုက်ပြီဆိုရင်သူ့ရဲ့အုံနောက်ကပေါ့နော်ဒါကိုမြူချမလားဝါးစားမလားဘယ်လိုလုပ်မလဲပေါ့နော်တချို့ကြတော့လည်းလေပြိုနာရောက်သွားတဲ့ခါတွေဆိုရင်ခက်ခင်ဆိုတဲ့ပြုတ်တာနဲ့ပြန်ပြီးတော့တုတ်ပြန်တယ်ပေါ့နော်အရှိကိုပြန်ပြုတ်ထုတ်တယ်အမှဝါးစားမလားထွေးထုတ်မလားပေါ့နော်ကြော်ချာကြီးကပ်ပြီးတော့ငုံထားရရှိရပေါ့နော်ငုံထားရရှိရဆိုရင်ကိုကသူ့ကိုထွေးထုတ်အောင်ပေါ့နော်သူရှိပါးစားဟာပြတာလောက်တာလို့သူရဲ့မေးစင်အောင်မှာလေထားလိုက်ပေါ့နော်သူထွေးထုတ်လာအောင်လုပ်ထားလို့အဲ့လိုမှသူကမလုပ်ဘူးဆိုရင်သူရှိမှာကိုကထိုင်းလိုက်ပြီးတော့ပေါ့နော်ထွေးထုတ်ခိုင်းတာလုပ်လို့ရတယ်သူကကိုကအားအောင်လိုက်ပြီးတော့သူကပါးစားဟာလာပြီးထွေးထုတ်လာလုပ်လို့ရတယ်ပေါ့နော်အဲ့လိုကြီးကိုက်လိုက်တဲ့အချိန်မှာလေတော်တော်များများစိတ်ပူသွားတာပေါ့နော်စိတ်ပူသွားပြီးတော့စတဲ့လက်နဲ့နှိုက်ချင်ကြတယ်ပေါ့နော်အဲ့လိုမျိုးတော့လုံးဝမလုပ်သင့်ဘူးเนาะဘာလို့လဲဆိုတော့ကိုကနှိုက်လိုက်မှလေအစာအထဲဝင်ပြီးတော့ပေါ့နော်ပို့ပြီးတော့တက်သွားနိုင်တယ်ပေါ့နော်ဒီလိုအစာကြီးတွေကတော်တော်များများတော့သူတို့ကပြိုးထုတ်တာပဲဖြစ်ဖြစ်ထွေးထုတ်တာဖြစ်လောက်တတ်ကြတယ်ပေါ့နော်ဒါသူ့ရဲ့ခန္ဓာကိုယ်ကတဘာဝတုတ်ပြန်တဲ့စနစ်တွေနဲ့လောက်တတ်ကြတယ်ပေါ့နော်အဲ့ကိုအစာကြီးကိုသူကညှိုချလိုက်တယ်ဆိုရင်တော့ပေါ့နော်သူရဲ့လေပြိုနေelastic ဖြစ်တယ်ပေါ့နော်ကျုံနာဆောင်ရညှိုချနိုင်တယ်ပေါ့နော်ကိုယ့်ဘက်ကကြည့်နေနေတတမရှိပေမဲ့ပေါ့နော်ဒါသူတို့လုံနိုင်ပါတယ်သူတို့တွက်ကပေါ့နော်ဒါတဖြည်းဖြည်းလေးလာရင်းနဲ့မှအစာကြီးကိုဘလို့ဝါရမယ်ညှိုချမယ်တင်ယူရလေးဆိုတော့လေနော်နောက်တစ်ခုကပြို့တယ်ပေါ့နော်စပိုင်းမှာဆိုလဲပြုတ်တတ်ကြတယ်ကလေးဟာတစ်ချိန်လုံးနှိုးဆိုလာတဲ့အချိန်မှာဒီလိုဖက်ကိုကျွေးတာဖြစ်ကြိတ်ကျွေးတာကနေအဖက်ပြောင်းကျွေးတာအချိန်မှာသူတို့ပြုတ်ကြရပေါ့နော်စအချိန်6လလောက်မှာပြုတ်တာလေသူတို့ရဲ့ပြုတ်တာတုတ်ပြန်တဲ့စနစ်ပေါ့နော်cracking reflex ကသူတို့ဒီရှားရဲ့အရှေ့ပိုင်းမှာရှိရပေါ့နော်အဲဒါကြောင့်မလို့အစာကိုတင်လိုက်တာနဲ့ပြုတ်တာရှိရပေါ့နော်နောက်ပိုင်းမှာဒါဒီ crack reflex ကတဖြည်းဖြည်းအနောက်ရောက်သွားတာပေါ့နော်အဲဒါကြောင့်မလို့8လ9လလောက်ဆိုအစာအနောက်ရောက်မှာပြုတ်ကြတာပေါ့နော်
ဒီပြိုးတာကလေအစာမနေအောင်ကာကွယ်ပေးတာပေါ့နော်အစာကသူ့ကဲတော်ဆအနောက်ရောက်ကလေပြွန်နာရောက်သွားတဲ့အချိန်မှာခန္ဓာကိုယ်ရဲ့ခက်ခင်တုတ်ပြန်တဲ့စနစ်ပေါ့နော်ပြိုးတာနဲ့တုတ်ပြန်တဲ့စနစ်ကသူ့ရဲ့လေပြွန်ပိတ်လိုက်တယ်ပေါ့နော်လေပြွန်ပိတ်လိုက်ပြီးတော့အစာတွေကိုပြန်ပြုတ်ထုတ်ပြီးတော့အရှိကိုပြန်ထုတ်ပေးရပေါ့နော်အဲ့မှာကလေးကထွေးထုတ်မလားဒါမှမဟုတ်ပြန်ဝါးစားပြီးမျိုးချမလားလုပ်ကြတာပေါ့နော်တော်တော်များများကလေပြိုးတာနဲ့အစာနင်တာပေါ့နော်ချုပ်ခင်ကိုမှားကြတယ်ပေါ့နော်ကိုက BLB ကျွေးမှဆိုရင်ပြိုးတာနဲ့နင်တာနဲ့ကိုသိချာကွဲပြားပြီးသိဖို့လိုတယ်ပေါ့နော်။ဟောရင်ဘယ်ဟာဘာဖြစ်နေလဲမသိရင်ပြိုးတာလည်းကိုကနင်နေလို့ထင်ပြီးတော့တစ်ချိန်လုံးစိတ်ပူနေရပါပေါ့နော်။နင်တာကိုကသိချာမသိရင်လည်းလွတ်သွားရင်လည်းကလေးတို့အနေရရှိရပေါ့နော်။အဲကြောင့်မလို့ဒီနေ့ကိုကတည်တည်ချာကွဲကွဲပြားသိဖို့လိုတယ်ပေါ့နော်။ကျမကလည်းအဲ့ပြိုးတာနဲ့နင်တာကွဲပြားပုံဗီဒီယိုလေးတင်ထားပေးရနော်။ပြီးပြန်ကြည့်ကြည့်လိုက်နော်။ပြီးတော့ပြိုးတာနေသွားအောင်ဘယ်လိုလုပ်ရမလဲကလေးကပြုတ်နေရဆိုရင်လေပြိုးတာကလည်းကလေးတွေမှာဖြစ်တတ်တဲ့သဘာဝပဲပေါ့နော်သူတို့ရဲ့အစာပုံစံပြောင်းလဲတဲ့အချိန်မှာပြုတ်ကြတာပေါ့နော်ပြိုးတာနေမှာဆိုရင်သူ့ကိုတီတာပေးထားလို့ရတာပေါ့နော်သွားရက်ကတ်ကိုလေရုပ်ပေါ့နော်ငပြောသီးပုံစံသွားရကအရှိပေါ့နော်သွားရကအရှိလေးငပြောသီးပုံစံလာတာရှိတယ်အဲ့ဒါပေးထားလို့ရတယ်သူမို့ကညွန့်လိုမျိုးပေါ့နော်ကညွန့်လိုမျိုးအဲ့ဒါပေးထားလို့ရတယ်ပြီးတော့ကြက်ပောင်ရိုးလေးကြက်ပောင်ရိုးလည်းပေးထားလို့ရတယ်ပြီးတော့ဖျဲသီးပေါ့နော်ဖျဲသီးဒီလိုလာချမ်းပုံလေးပေါ့နော်ဖျဲသီးအခွန်လေးတော့အသားနည်းနည်းပါတာအဲ့ဒါကိုက်ကိုင်းလို့ရဒါဖုတီတာတွေအနေနဲ့ပေးလို့ရတယ်ပေါ့နော်ဒီဟာတွေပေးတဲ့အချိန်မှာသူ့ရဲ့ပါဇက်တဲကိုထည့်တဲ့အချိန်မှာဒီဟာတွေကလေသူ့ကိုအထဲထိရောက်သွားဖို့လည်းမလွယ်ဘူးချုပ်ကင်းဖြစ်ဖို့လည်းအရန်ခက်ခဲတဲ့အစားတွေပေါ့နော်သူ့အတွက်အရန်စိတ်ပူစရာမလိုတဲ့အစားအစာတွေပေါ့နော်ဒီဟာတွေပေးထားခြင်းအပြင်သူ့ရဲ့ခက်ကင်ပေါ့နော်ပြို့တာလေးဖြည်းဖြည်းရောစေရပေါ့နော်အဲ့ဒါပြီးတော့သူ့ကိုဝါးစားတက်အောင်ပေါ့နော်ထုတ်ပြန်တဲ့စနစ်တွေကိုလည်းactivate လုပ်ပေးရပေါ့နော်လောက်စော်ပေးရတဲ့အတွက်ဝါးစားဖို့လည်းပိုလွယ်ကူရပေါ့နော်ပြီးတော့ဝါးစားတက်အောင်ဘယ်လိုလုပ်ရမလဲဆိုတဲ့သူတွေအတွက်လည်းဒီဟာလေးတွေပေးထားလို့ရတယ်ပေါ့နော်အဲ့ဒါလေးတွေနဲ့အရင်ကျင့်ပေးပြီးမှကလေးကိုနောက်ပိုင်း finger food လေးတွေနဲ့ပေးလို့ရတယ်ပေါ့နော်တစ်ခုမေးကြတာသွားမပေါက်ရင်လည်းကျွေးလို့ရလားဆိုပြီးတော့လေသွားမပေါက်ရင်လည်းကျွေးလို့ရပါတယ်သူကိုကျွေးတာတွေကခုနကျမပြောခဲ့သလိုပဲအမာတွေမဟုတ်ပေါ့နော်လေလန့်မလည်းညှိုချဖိလိုက်လို့ပြောတဲ့အရွယ်စားတွေပေါ့နော်အဲ့ဒါတွေဆိုရင်သူတို့ရဲ့သဖုံးတွေကကျိတ်နိုင်တယ်ပေါ့နော်သွားမပေါက်သေးဘူးသဖုံးအောက်မှာသွားတွေရှိတယ်တန်မာတယ်ကျိတ်နိုင်တယ်ပေါ့နော်အဲ့ဒါကြောင့်မလို့သွားမပေါက်သေးလဲကိုကတေချာပြင်ဆင်ကျွေးမယ်ဆိုရင်ကျွေးလို့ရပါတယ်နော်ဒါအမြင်များတာလေးတွေပေါ့နော်စုပြီးတော့ဖြည့်ပေးထားတာပါတခြားသိချင်တာလေးတွေရှိတယ်မေးထားလို့ရပါတယ်နော်ကျမကျွေးလို့လိုက်ကျွေးရမယ်မဟုတ်ပေါ့နော်တရားဝင်တရားခြေနေချင်းမတူဘူးပေါ့နော်တချို့ကြလည်းမအားတာလေးရှိမယ်အကြောင်းရင်းကြောင့်ရှိမယ်ပေါ့နော်ကိုယ့်ဟာကိုယ်ပဲနည်းနဲ့ပဲကျွေးပါအဆင်ပြေတာလေးတွေကျွေးလို့ရပါတယ်ကျမဒါကျွေးတဲ့အကြောင်းဘာလို့တင်ပေးဖြစ်လဲဆိုတော့ဒီလိုလိုက်ကျွေးတဲ့မိမေလေးတွေလည်းရှိရပေါ့နော်မိမေလေးတွေတော့အားရှိအောင်တင်ပေးဖြစ်တာပါကျေးဇူးတင်ပါတယ်ဗီဒီယိုလေးနည်းနည်းရှည်သွားရနော်